ပြီးတော့မူလာကြကုန်တော့စိုင်းဝါဒနာရှင်စိုင်းချစ်သူပေါင်းတို့အတွက်မန္တလေးသားစင်တော်စိုင်းတော်မင်္ဂလာကအရက်ကရင်းတော်ကပင်ကခန့်ဆိုတာလို့ခံညာတီးကြီးမဲ့တင်းသချင်းများကိုဆက်လက်ပြီးတော့ပါရမီဖြည့်တင်ဆက်ပြရစေလို့ပြောကြလိုက်ပြန်တယ်ခင်ဗျာစကြည့်ကြအောင်စို့
အမေတော်မမကြီးအာရမလို့ခေါ်ပါတယ်မမအမေမမကြီးကတော့အစိုးကောင်းတယ်အစိုးတော်တယ်အစိုးတက်တယ်အစိုးတကယ်ကောင်းတယ်ပုဂ္ဂိုလ်ကြီးဟုတ်ကဲ့တချို့ကတင်စားပါတယ်အမေမမကြီးကိုအစိုးဘယင်မကြီးလို့တောင်တင်စားတယ်မမအနောက်ကစိုးသွားတယ်ကျွန်တော်မှသူလည်းသူ့ရေလောက်တော့ကောင်းစိုးနေပါလိမ့်မယ်ဟုတ်စိုးလိုက်တဲ့သချင်းမှာမောမောရှင်ပါတယ်ခလေးမရဲ့ကြော်ရီပါစူမီတကူဒူရူလေးနဲ့ကိုနီမကိုဖာတာပဲကိုနီမကိုဖာတာပဲစူလို့သူ့ရွယ်နဲ့သူတော့ကောင်းအောင်စိုးနေပါလိမ့်မယ်ဟုတ်ကျွန်တော်လည်းကျွန်တော်ရွယ်လောက်တော့ကျွန်တော်ကောင်းအောင်တီးပြန်နေပါလိမ့်မယ်မမဘာကြောင့်လဲကိုဝင်းမော်ကြီးကစားကြီးတချို့နေဒီဒေသတွေရှိတယ်ငါညီငါတူကြီးမင်းအဖေထက်တော့တောင်းတော့တီးကွာဒီလိုပြောတဲ့ဒေသတွေရှိပါတယ်ဟုတ်ပါအဖေထက်သားတလအကြီးတော့ကျွန်တော်အပြစ်မခံနိုင်ပါဘူးဟုတ်တာပေါ့ဒါဘာကြောင့်လဲကျွန်တော်အဖေပေးခဲ့လို့ကျွန်တော်မှဒီပညာမွေနေ့ကိုရခဲ့ရတဲ့သဘောပါဟုတ်ကဲ့ဒီသချင်းလေးကျွန်တော်တီးပြန်ရှင်သေးတယ်မမသချင်းကကလေးယူမရင်ကြွခဲ့ပါဦးဆိုမိကြတကူဆိုင်းလူတီးပြပါဆိုရင်တော့ဟုတ်တူဘလူတက်တူပေါ်ပေးဂျီတက်တက်ချစ်ဘိန်တော်ပတ်ဒီမှာပတ်မစစ်ဒီမှာစခွတ်ဒီမှာဒုံးစုဂီတအသွားလာသူ့နေရာနဲ့သူရှိပြီးသားပါမမဒါလေးနားထောင်ကြည့်ပါဦးကြားရအောင်ရလားစာလေးရလေကောင်းနေပြီဟုတ်ကဲ့ပြောရရင်တော့ဒီသချင်းတွေကတခေတ်တခါကခေတ်စားခဲ့တဲ့သချင်းပေါ့မမအမေတော်မမကြီးရဲ့ကျွေးမတို့အာရမတို့သိကောင်းတဲ့သချင်းတွေဟုတ်ပျောက်ွယ်လူနီးပါးဖြစ်တဲ့သချင်းလေးတွေကိုကျွန်တော်ပြန်လဲဖော်ထုတ်ပြီးတော့တီးလိုက်တဲ့သဘောပါဟုတ်ကဲ့မိတ်ဒီလာကန်တော်အောက်ကဘာကောက်ခဲ့ပါအနောက်ကဆိုသွားတယ်ဟုတ်တချို့ကလည်းဒီသချင်းကိုကလေးချော့တီးလို့လည်းခေါ်ကြပါတယ်မမဒါလည်းသားချော့တီးဗျာဘယ်ဟာလို့ဗျာအေးအေးအေးအိုအေးအေးအိုလူလီအိုခိုးဖမ်းလို့ပြီးကိုယူရဲ့ခေါ်ရတဲ့အဖမ်းဖလားအေးအို
ပိုင်းနဲ့တစ်ပိုင်းကိုကျွန်တော်မတူအောင်တီးပြချင်ပါတယ် ဟုတ်ကဲ့ ဒီသချင်းလေးကြတော့လေမိပါမယ်ကျွန်တော်စိတ်ကွက်သားလာလေးထည့်ပြီးတော့တီးထားပါတယ် မှန်ပါ ဒီအပိုက်မှာပတ်စစ်ပေးပြီးတော့ကျွန်တော်တီးပြချင်ပါတယ် ဟုတ် ဆိုင်းရတန်တော့ကိုဗလာဆိုင်ပြီးပါများဝေဖန်ပါကဲခတ်ပါမကောင်းရင်တော့ကျွန်တော်သာအပြည့်တင်ပါ ဟုတ်ကဲ့ နောက်ဆဲသွားအောင်ကျွန်တော်လက်ခံပါတယ် မှန်ပါ ကောင်းရင်တော့ဆရာကြီးတွေသာချီးကျူးပါ ဟုတ် နောက်ဘာကြောင့်လဲဆရာကြီးစီစီရခဲ့တဲ့ပညာမှုလို့ဒလီတစားနဲ့တီးပြန်ဆိုပြပြောပြခြင်းဖြစ်ပါတယ် ဟုတ်တာဗော ဒါလေးနားထောင်ကြည့် ကြို အောင် က်အောင်ရလား ကိုမျိုး ဒီဘိုက်မှာငိမ့်စီလီပါလေ ဟုတ် မန္တလေးအစ်စ်နဲ့ရန်ကုန်အစ်စ်နဲ့မတူတာလေးရှိပါတယ် မမ နောက်မန္တလေးအစ်စ်ရဲ့သဘောတရားလေးမှာဆိုင်းရဲ့အတန်တကူခံရတဲ့အတန်ကိုထွက်တယ် ဟုတ် ဒါလေးတီးကြည့်ပါဦးကိုကြီးမို့ဒါကမန္တလေးအစ်စ် မန္တလေးစီ ရန်ကုန်အစ်စ်ကျတော့သူကမင်းသမီးတွေခုံပေါ်မှာကလို့ကောင်းအောင်တီးပေးတဲ့အစ်စ် ဟုတ် တမျိုးလေးဗျ အင်း ဒုတိယအပိုက်ကိုကျွန်တော်ရန်ကုန်အစ်စ်ကွက်လေးထည့်ပြီးတော့တီးထားပါတယ် ဒီစစ်နဲ့ပို့လိုက်တာရန်ကုန်စစ်ကပိုကောင်းတာရဲ့ ဟုတ်လို့တော့ ရန်ကုန်ဟာဒီပါတော့ဒီလိုပြောရတာပေါ့ နာလူပညာသမားဆိုတော့ဖားစားတာ ဟုတ်ကဲ့ဟုတ် ဟိုဒီနေ့ကိုပြုံးချိုကြီးဖားစားတာမြုပ်တွေထွက်တယ်မတည့်ကဲဒီတော့တီးကြည့်အောင် ဟုတ်ကဲ့ ကိုပြောကိုပြောကောင်းပါ၏တိုင်းတစ်ပါးဂီတအတန်တော်လေးထည့်ပြီးတော့တီးလိုက်ပါတယ် ဟုတ်ကဲ့ မြမဂီတနဲ့တော့မသက်ဆိုင်ပါဘူး မမ ။ဘာကြောင့်လဲအမိဘများသိပြီးသားပါကျွန်တော်အဖေရှိတုန်းကလေးကကျွန်တော်ဆိုင်နေမယ်စိုက်တွန်လေးတစ်လုံးပဲကျွန်တော်သုံးပါတယ် ဒါပဲ ဒါတိုင်းတစ်ပါးဂီတပေါ့ ဟုတ် တီးပြခဲ့ပါတယ်ခေတ္တချင်းကိုကြည်မောင်းနဲ့မြန်မာဒူရိယာနဲ့ပဲကျွန်တော်တီးခတ်ခဲ့ပါတယ် ဟုတ်ကဲ့ ဒါကဘာလဲလို့မေးမြန်မာဒူရိယာကိုထိမ့်သိမ့်တဲ့သဘောပါ ဟုတ် တွက်ကြည့်ရင်ကွင်းမော်ကြီး ကစားကြီး ကျွန်တော်တို့မြန်မာဆိုင်ပေါ်ပေါက်လာတာနှစ်တရာတော့မပြေသေးဘူးဗျ ဟုတ်ကဲ့ ဒါပေမဲ့ပျက်စီးနေတဲ့ခေတ်ထဲတော့ရောက်နေပါတယ် ဟုတ်ပါ ထင်းသိရမယ့်တာဝန်ကျွန်တော်လူငယ်တွေရဲ့တာဝန်ပေါ့ဗျာ ဟုတ်ကဲ့ ပြောရှင်တဲ့အကြောင်းရင်းကတိုင်းဓမ္မဂီတမှာမြန်မာလူမျိုးတွေဂုံတီးတတ်ပါတယ် ဟုတ်တယ် တနည်းအောက်တန်းမချပါဘူးစိုက်တွန်လို့ခေါ်တဲ့ဒွန်ဆက် ဟုတ် နောက်လိဂီတာဘစ်ဂီတာ အင်း နောက်ကီးဘုတ်လို့ခေါ်တဲ့အော်ဂင် အော်ဂင် ကျုပ်တို့မြန်မာလူမျိုးတွေတီးတတ်ပါတယ် တီးရတာပေါ့ မြန်မာအမှုပညာဂီတမှာကျတော့တိုင်းတစ်ပါးကတော့လေးစားတယ်တဲ့ကိုလူမျိုးကမှကိုပညာကိုမလေးစားရင်တော့ဝင်းမော်ကြီး ခင်ဗျ ဘသူတွေကသွားလေးစားမလဲ ဟုတ်တာပေါ့ တီးတဲ့အကန့်လေးကျတော့ကျွန်တော်တစ်ပိုင်းနဲ့တစ်ပိုင်းကိုမတူအောင်တီးပြရှင်ပါသေးတယ် ဟုတ်ကဲ့ ဒါလီနာတော့ ကြိုက်အောင် မျိုးလေးပေါ့နော်
Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ